မင်္ဂလာပါဒီနေ့အမွေရှိတဲ့ပိုးတွေကိုဝေသိန်းတော့သွားဖန်ပြီးတော့စားပြမှာဖြစ်ပါလေလိုက်ကြည့်ပြပါအကောင်ကြီးစားပိုးရှိတဲ့နေရာကိုရောက်ပြီးဆိုတော့ဖန်တော့မှာဖြစ်ပါတယ်အမင်းတန်ကြဆွဲတယ်ရောထမနာပိဝေးဝေးတော်ပြီရောကျုံဘီဘီကလုံကျုံကလုံကီကလုံကီကလုံတော်တော့ရပြီပေါ့နော်ဆက်အများကြီးရပြီဆိုတော့ပြန်တော့မှာဖြစ်ပါတယ်โอ้ยมาตอดไว้อยู่สแซ่บอยู่ที่นี่มาสิที่ช่วงไหนเว้ยదాอยู่ကာလမ်ပေါ်ပြန်ရောက်ပြီးပြန်ပါတော့မယ်ဗျာဟောအရန်ကောင်းမဲ့ပုံပါပဲချုံမြင်တဲ့ဟင်းခွဲ့တစ်ခွဲ့ပါပြီပြုတ်ပြီးသားစားရမလို့မလားစား